Photoshop မှာပေါက်ချဆွဲကြမယ် Photoshop မှာပေါက်ချဆွဲမယ်ဆိုရင်ဒီပုံလေးလိုက်ပြီးတော့ဆွဲမယ်ဆိုရင်ကိုက layer တွေလို့အများကြီးနဲ့ဆွဲပြရမှာเนาะအရင်ဆုံး file နဲ့ကနေယူခေါ်မယ်ခေါ်ပြီးရဲ့အခါမှာဒီနေရာမှာ photo ရွေးလိုက် photo မရွေးဘူးဆိုရင်သူကဒီ international paper အောက်မှာ A5 inch ပြောင်းလိုက်เนาะဒါဆိုရင် A5 size လေးရမယ် A5 size က A ချိုးကို2ချိုးချိုးလိုက်တယ်တဝက် size ကိုပြောတာဟုတ်ပြီဒီပုံလေးကိုကဓာတ်ပုံရိုက်ချင်ရိုက်ထားမယ်เนาะအဲ့မှာအဓိကပြမယ့်အကြောင်းအရာကတော့ဇယားကွက်တွေဘယ်လိုတိဆောက်သွားလဲပေါ့နော်အဲ့တော့ဇယားကွက်တွေအရင်တိဆောက်မယ်ဆိုရင်ကိုကဒီနေရာမှာ guideline တွေအသုံးချရမယ်ဒီ ruler bar ကနေပြီးတော့ဒီလောက်ကိုဆွဲချလာနှစ်ခွဲလောက်ကိုဆွဲချလာခဲ့ဆွဲချလာပြီးပြီဆိုတာနဲ့တခါထပ်ပြီးတော့ ruler bar ကနေထပ်ဆွဲမယ် 0.4 လောက်တခါထပ်ထားမယ်ဟုတ်ပြီထားပြီးသွားပြီဆိုရင်ဒီနေရာမှာ rectangle 2အောက်က rounded rectangle ကိုသုံးမိမှာဖြစ်တယ် rounded rectangle 2ကိုရပြီဆိုတာနဲ့ဒီပေါ်မှာ shape ဖြစ်ရမယ် fill ဖြစ်ရမယ်ကိုသုံးချင်တဲ့အရာကိုတခါတည်းယူထားရမယ်เนาะပြီးရင်ဖိဆွဲလိုက်မယ်5ကွက်ကိုဆွဲမယ်ပေါချာမှာပါတဲ့ပုံစံလေးအတိုင်းဆွဲမယ်ဆွဲပြီးအဲ့ layer တွေအကုန်လုံးကိုဆက်လက်မှတ်ဖို့အတွက်မှုတူကိုယူပြီးတော့ဒီလိုလေး white ဆွဲပြီးတော့လွှတ်လိုက်ဒါဆိုအကုန်လုံးဆက်လက်မှတ်ပြီးသားတွေ့ရမယ်ပြီးရင် control J လုပ်လိုက်ပွားသွားပြီပြီးရင်အောက်ဘက်ကိုဆွဲချလိုက်မယ်เนาะဆွဲချပြီးပြီဆိုရင်သူ့ကိုကြတော့ဒီဘောက်ချပုံစံလေးအရာအတွင်းနေမပါချင်ဘူးဒါဆိုလို့ရှိရင်အရင်ဆုံးဘာလုပ်မလဲအတွင်းနေဖြောက်ဖို့အတွက် rectangle rounded rectangle 2ကိုပြန်ယူပြီးတော့ option bar မှာ fill နေရာမှာ none ထားမယ် stroke နေရာမှာအရောင်ထည့်မယ်ပြီးရင် stroke to bar ကိုလျှော့လိုက်မယ်ပြီးသွားပြီဆိုတာနဲ့ဒီ layer အခုဆက်လက်မှတ်ထားတဲ့ layer ကို right click လုပ်ပြီးတော့ merge လုပ်လိုက်မယ်เนาะဒါဆိုရင် merge ဖြစ်သွားပြီ control J control T ပြီးရင် down arrow လေးနဲ့ဒီလိုရွှေ့လိုက် adjust လုပ်မယ်လုပ်ပြီးပြီဆိုရင် enter ခေါက် control alt shift T ကိုနှိပ်ပြီးတော့ပွားသွားမှာဖြစ်တယ်ဟုတ်ပြီအဲ့တော့အောက်ဘက်မှာ3ခွက်ဘယ်လိုမျိုးလုပ်လဲပေါ့နော်ဒီအောက်ဘက်3ခွက်ကိုထပ်မဆွဲတော့ခုနကတော့ဒီမှာလောက်ထားတဲ့ဟာတခုရှိတယ်ပေါ့နော်အဲ့ဒီကောင်ကိုဘာလုပ်လိုက်မလဲဆိုရင် layer ကိုပေါင်းလိုက်ရမှာပေါ့နော်ဒီမှာကျတော့ raster right type ပြန်လုပ်မှာဘာလို့ဆိုတော့ဒီလိုလေးဖြစ်သွားပြီဆိုရင်အဲ့ကြမှာတခုတည်းကိုဆက်လက်ပြန်ယူမယ်တခုတည်းဆွဲလဲရတယ် rectangular marquee tool လေးယူပြီးတော့ဒီပုံလေးကိုချဲ့လိုက်ချက်ပြီးတော့အောက်ထောက်ဒီအနားအောက်ထောက်ကိုသွားเนาะဒါလုတ်တက်အောင်လို့အနားအောက်ထောက်ကိုသွားပြီးတော့ဒီညာလေးကိုဖိဆွဲလိုက်မယ် select ယူလိုက်တာ select ယူပြီးတော့ right click ပြီးတော့ layer beer copy လုပ်လိုက်ပြီးပြီဆိုရင် control T လုပ်လိုက်ပြီးတော့ down arrow လေးနဲ့ keyboard က down arrow လေးနဲ့ဒီလိုသွားလိုက်ကိုလိုချင်တာ2ကွက်ဆိုရင်2ကွက်ပေါ့เนาะပြီးရင် control alt shift T ကိုနှိပ်ဟုတ်ပြီအဲ့ဒီမှာဆက်မတော့ control G control T ပြီးတော့အောက်ကိုသွားပြီးတော့မှနေရာချပြီးမှ control alt shift T လုပ်ပြီးတော့3ခုပွားလိုက်လို့ရပြီပေါ့နော်ဒါဆိုရင်ဒီမှာကြည့်လိုက်ဒီလိုလေးရပါတယ်ဒီလိုရပြီဆိုရင်ကိုကဘောက်ချာမှာပါစေခြင်းတဲ့ပုံကိုဘယ်ကိုသွားရမလဲဆိုတော့ Google မှာ search လုပ်เนาะ blue diamond ring ဆိုပြီးတော့ဒီမှာကိုသုံးကျင်တဲ့အော် copy လုပ်မယ်လုပ်ပြီးပြီဆိုရင် Photoshop ကိုပြန်သွားပြီးရင်ဒီမှာ paste ခေါ်ရမယ် paste မခေါ်ခင်မှာ background ကိုသွားပြီးတော့ edit ထဲက paste ခေါ်ပြီးသွားပြီဆိုဒီလိုရောက်သွားပြီဆို control T နဲ့ခြုံချဲလုပ်ပြီးတော့နေရာချပြီးရင်အဲ့ကောင်ကိုအရင်မထင်းစေချင်ဘူးဆိုရင် opacity short ပေါ့နော်ဒါလေးကိုထပ်ပွားမယ်ဆိုရင် control J ပြီးတော့ control T ရှိနေ order နဲ့နှိပ်ချုပ်ပြီးတော့ဒီအပေါ်ဘက်လေးကိုယူပါအပေါ်ဘက်လေးမှာလည်းကိုက logo အနေနဲ့သုံးကျင်နေဆိုရင်ရပြီဟုတ်ပြီအဲ့ဒီမှာ name တို့ date တို့ဘယ်လိုရိုက်လဲဆိုတာပြပေးမယ် name တို့ date တို့ရိုက်မယ်ဆိုရင်အရင်ဆုံး T ကိုယူပြီးတော့ click လိုက်မယ် click ပြီးတော့ကိုကြိုက်တဲ့အရာကိုဘားထဲမှာပြင်เนาะပြင်ပြီးပြီဆိုရင်မှ name ရိုက်မယ် name ရိုက်ပြီးရတဲ့ keyboard မှာ full stop လေးရှိတယ်
အားလေးနဲ့သွားမယ် site ကို16လောက်နဲ့ရိုက်ပေးပါကိုယူထားတဲ့ form ပေါ်မှာလည်းမူတည်သေးတယ်ပြီးရင် enter ခောက်ပြီးရင် address ပေါ့နော်ပြီးရင် keyboard က full stop လေးနှိပ်ပါပြီးတော့ချိန်ပြီးတော့ enter ခောက်အဲ့မှာကိုကနောက်ထပ်ဒီကောင်ကိုအရန်ကျင်းနေတယ်ဆိုရင်သူက control A လို့ပြီးတော့ alt ကိုဖိပြီးတော့ down arrow နှိပ်ပြီးချဲ့လို့ရတယ် alt key ကိုဖိပြီးတော့ up arrow နှိပ်ပြီးတော့ခြုံလို့ရတယ်ပြီးရင် move to ကိုယူလိုက်ဒါဆိုရင်တော့ voucher ပုံလေးကရပါပြီเนาะဟုတ်ပြီဒီဟာလေးတွေကစာရိုက်ပြီးတော့ထည့်ထားတာဖြစ်ပါတယ်စာလေးတွေကိုလိုက်ပြီးတော့လေ့ကျင့်ပြီးလို့မရတာရှိလဲမေးလို့ရတယ်စာအုပ်လေးနဲ့ဝယ်ပြီးတော့လေ့လာခြင်းနဲ့ဆိုတဲ့သူကလည်းစာအုပ်လေးတွေ Photoshop အခြေခံနေပါတဲ့စာအုပ်လေးတွေမှာယူလေ့လာလို့ရတယ်เนาะ